လိုလားမှုပေါ့နော်ဒီ2020ရွေးကောက်ပွဲရဲ့တောင်ပြိုကမ်းပြိုအနိုင်ရမှုဆိုတာဒါကိုလက်နက်နဲ့မတရားအာဏာသိမ်းခဲ့တဲ့ဒီစစ်တပ်ပေါ်မှာဒီတက်ရောက်မှုဘယ်လောက်ရှိခဲ့တယ်ပြီးတော့နှွေဦးတော်လှန်ရေးခဏချင်းတီရောဘယ်လောက်တိုင်းတာကျိုးတက်ရောက်မှုရှိနေသေးလဲဆိုတဲ့အပေါ်မှာမမေစပယ်ဖြူရဲ့အမြင်လေးကိုလည်းကျွန်တော်သိချင်ပါတယ်ခင်ဗျစိတ်မှာကိုအောင်ကျော်မြင့်ကမိုက်ကင်လေးရောအများကြီးဆွေးနွေးသွားပြီဆိုတော့ကျွန်မကတော့တော်တော်လေးတိတ်ကြီးထိဆွက်ကြတော့မရှိတော့ပါဘူးပေါ့နော်အဲ့တော့တေချာတာကတော့ဒီ2020ရွေးကောက်ပွဲမှာအများပြည်သူကအားပေးထောက်ခံတယ်ပေါ့နော်အယက်သားဒီပြည်သူတွေကိုကိုစားပြုတဲ့အယက်သားအစိုးရရဲ့ပါတီကတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့အတွက်ဒီစစ်အာဏာသိမ်းမှုကဖြစ်ခဲ့တာပဲပေါ့နော်အဲ့တော့ဒီဒေါ်လာရေးပေါ်မှာဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲဆိုရင်တော့အဲ့ဒီလိုရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲနဲ့လက်နက်ကင်အကြမ်းဖက်ပြီးတော့အာဏာကိုလူယူတဲ့ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီဒေါ်လာရေးကိုကျွန်တော်တို့စတင်ခဲ့ရတာပေါ့နော်အဲ့တော့ဒါကတော့ဓာတ်ရိုက်ကိုတက်ရောက်မှုရှိတယ်လို့ကျွန်မမြင်တယ်ပေါ့လေနော်အဲ့တော့ပြီးတော့ကွန်ကျော်မြင့်ကမခင်လေရောဆွေးနွေးခဲ့တယ်လို့ပဲဒီငါလွန်ခဲ့တဲ့ဒီအယက်သားအစိုးရလက်အောက်မှာပေါ့နော်ကျွန်တော်တို့နိုင်ငံအများကြီးပဲပြောင်းလဲခဲ့ပါတယ်အခုနိုင်ငံကပျက်စီးဆုတ်ယုတ်သွားတဲ့အခြေအနေတွေကိုမျက်ဝါးထင်ထင်မြင်ရတဲ့အခါပေါ့နော်ဒီ2015ကနေ2020အတွင်းမှာကျမတို့နိုင်ငံမှာဘယ်လောက်ထိတိုးတက်ပြောင်းလဲမှုတွေရှိခဲ့တယ်ဆိုတာကိုကျမတို့အခုဆိုရင်ပေါ့နော်တော်တော်လေးပြန်ပြီးတော့နှမျောတဖို့ကောင်းတယ်အဲ့တော့ပြည်သူက infrastructure လို့ခေါ်တဲ့ဒီရုပ်ဝတ္ထုပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုတွေရှိလာတယ်လို့ပဲပြည်သူတွေရဲ့ moral ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာမှာဒီလူခွင့်ရေးတို့ဒီမိုကရေစီတို့ဆိုတာကိုသူတို့အဲ့အရာတွေရဲ့အနှစ်သာရနဲ့လေးနက်မှုအထိပ္ပယ်ကိုတတိချာချာနားလည်လာတာနဲ့အမျှဒီပြီးတော့ဒီ9နှစ်တာအတွင်းမှာကျမတို့ရဲ့ဘဝတက်တန်းမှာတခါမှကျမတို့မခံစားခဲ့ရဘူးတဲ့လွတ်လပ်မှုပေါ့နော်လွတ်လပ်မှုလို့ပြောရင်စိတ်ရောကိုယ်ရောလွတ်လပ်မှုလို့ကျွန်မပြောချင်တယ်အဲ့တော့တောက်လျှောက်ကျမတို့ကစစ်အာဏာရှင်အဆက်ဆက်အောက်မှာနေခဲ့ရတဲ့ခါမှာပြည်သူတွေဟာစိတ်ရောကိုယ်ရောတခါမှလုံခြုံမှုမရှိခဲ့တယ်လို့လွတ်လွတ်လပ်လပ်လည်းမနေခဲ့ရဘူးပေါ့နော်အဲ့တော့ကျမတို့ဘဝတစ်လျှောက်လုံးမှာတေချာပြန်ပြီးတော့ကြည့်မယ်ဆိုရင်စိတ်ရောကိုယ်ရောလုံခြုံမှုရှိနဲ့လွတ်လွတ်လပ်လပ်ပေါ့နော်နေထိုင်ခွင့်ရခဲ့တဲ့ကာလဟာ2015နဲ့2020ဂျားကာလဖြစ်တယ်လို့ကျွန်မအနေနဲ့မြင်တယ်ပေါ့လေအဲ့တော့နောက်ပြီးတော့ဒီရွေးကောက်ပွဲရလဒ်တာမရှိခဲ့ရင်အာဏာသိမ်းမှုလည်းဖြစ်လာမှာမဟုတ်ဘူးလို့ငွေဥတော်လိုင်းရေးဆိုတာလည်းပေါ်ပေါက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲရလဒ်အပေါ်မှာမူတည်ပြီးတော့ပဲအာဏာသိမ်းတာဖြစ်တဲ့အတွက်ကျမတို့ပြည်သူတရက်လုံးကလည်းဒါကိုစန့်ကျင်တွန်းလှန်နေရတာဖြစ်တယ်အဲ့တော့တော်လိုင်းရေးပေါ်မှာတက်ရောက်မှုကတော့အများကြီးရှိတာပေါ့နော်ပြီးတော့မခင်လေးပြောတဲ့ဟာကိုကျွန်မထောက်ခံတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့မှန်တယ်ပြည်သူကမဲပေးရွေးချယ်ထားတဲ့ပြည်သူကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်သူတို့မှာတရားဝင်မှုပေါ့နော် legitimacy ရှိတာပေါ့ဒါပေမဲ့လည်းသူတို့ရဲ့တရားဝင်မှုဟာသူတို့ကိုစားပြုတ်နေတဲ့မဲဆန္ဒနယ်ကမဲဆန္ဒရှင်တွေရဲ့ဆန္ဒသဘောထားကိုသူတို့ကဘယ်လောက်ထိလိုက်နာအကောင့်ထဲပေါ်နိုင်တယ်လေသူတို့ကဒီမဲဆန္ဒရှင်ပြည်သူတွေရဲ့အတန်သူတို့ရဲ့သဘောထားဆန္ဒတွေကိုဘယ်လောက်လေးစားလိုက်နာပြီးတော့အကောင့်ထဲပေါ်လှုပ်ဆောင်ပေးနိုင်စွမ်းရှိတယ်လေဆိုတဲ့အပေါ်မှာဒီတရားဝင်မှုပေါ့နော် legitimacy ဆိုတဲ့ဟာကဘယ်လောက်ထိရှိမှမရှိဘူးဆိုတဲ့ဟာကသူ့ဟာနဲ့သူအဖြေပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ဒီရွေးကောက်ပွဲမှာအနိုင်ရတဲ့အတွက်တို့တွေအားလုံးကဒီအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်အဲ့အတွက်ကြောင့်ဒီပြည်သူတွေအပေါ်မှာသူတို့ကတရားဝင်မှုရှိတယ်လို့အဲ့လိုပဲကျမတို့ရွေးကောက်ပွဲရလာတခုတည်းကိုဆွဲကင်ပြီးတော့မှတော့ပြောလို့တော့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဘဲဆန္ဒရှင်ပြည်သူတွေကသူတို့ရဲ့ဆန္ဒသဘောထားကိုထင်ဟပ်ပြီးတော့အကောင့်ထဲပေါ်ပေးလိုက်မယ်။စောင့်ကျင်းပေးလိုက်မယ်လို့ယုံကြည်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုမဲပေးရွေးချယ်ခဲ့ကြတာဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးသူတို့ရဲ့ဆန္ဒသဘောထားကိုအာဆောင်ကျင်းပေးနိုင်တဲ့သူမဟုတ်ဘူးဆိုရင်ဒီရွေးကောက်ပွဲရလဒ်ကလည်းအဲ့ဒီလိုလူတွေအတွက်အဲ့ဒီလိုလွှတ်တော်ကိုယ်စားလှယ်တွေအတွက်ဆိုရင်တော့တရားဝင်မှုရှိမှာမဟုတ်ဘူးလို့ကျွန်မမြင်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီရွေးကောက်ပွဲရလဒ်ကြောင့်CRPH ဆိုတာဖြစ်လာတယ်ပြီးတော့ကျွန်တော်တို့ဒီ Federal Democracy Charter ပေါ့နော်ဒါကိုကျွန်တော်တို့ရေးဆွဲနိုင်ခဲ့တယ်အဲ့တော့
အရင်ပေါ့လေကျမကတော့ကို1990တို့ဘာတို့အရင်တော့ကဒီကာလတွေတုန်းကအတွေ့အကြုံတွေတော့မရှိခဲ့ပါဘူးပေါ့လေဒါပေမဲ့လည်းအရင်ကာလတွေမှာမရှိခဲ့ဘူးတဲ့မဖြစ်ခဲ့ဘူးတဲ့ဟာတွေကျမတို့ခုຫນွေဦးတော်လိုင်းရဲ့အခင်းအကျင်းမှာရှိနေတယ်ဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုတော့ရှေ့ရပေါ့နော်နောင်တော်အမတော်တွေကနေပြီးတော့မှအမြဲတမ်းပဲဒါကိုစင်ကျင်သုံးသပ်ပြီးပြောပြနေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့လည်းသိပါတယ်ပေါ့အဲ့တော့အရှိတုန်းကဒီ1990တို့ဘာလို့ ਨੇ မတူခဲ့တာကတော့ကျမတို့မှာ FDC လို့ခေါ်တဲ့ဒီ Federal Democracy Charter ရှိလာတယ်ပြီးတော့တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ပေါ့နော်ပြီးတော့ကျမတို့ရဲ့နိုင်ငံသမိုင်းမှာတခါမှအဲ့လောက်ကြီးစုဖွဲ့မှုကအင်အားမကောင်းခဲ့ဘူးပေါ့နော်အခုတော့ဒီ NUCC တို့အခုဒီ NUG မှာဆိုရင်လေတိုင်းရင်းသားကိုယ်စားလှယ်တွေပေါ့နော်တိုင်းရင်းသားမျိုးနွယ်စုတွေပြီးတော့တိုင်းရင်းသားအင်အားစုတွေကိုကိုစားပြုတဲ့ကိုယ်စားလှယ်တွေလည်းပါဝင်လာနိုင်တာကဒါကတကယ်ကိုထူးခြားတဲ့ပြောင်းလဲမှုဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျမတို့ရွေးကောက်ပွဲရလဒ်တစ်ခုတည်းနဲ့ပဲအခုຫນွေဦးတော်လှန်ရေးအခင်းအကျင်းကဖြစ်ပေါ်နေရတော့မဟုတ်ဘူးဒါပေမဲ့လည်းຫນွေဦးတော်လှန်ရေးအခင်းအကျင်းတစ်ခုကိုဖြစ်လာနိုင်ဖို့အတွက်ပေါ့နော်အခုကျမတို့ရှောက်လန်းနေတဲ့အခင်းအကျင်းကိုဖြစ်လာဖို့အတွက်တော့2020ရွေးကောက်ပွဲရလဒ်ကတော်တော်လေးကိုအရေးပါတဲ့အခန်းကဏ္ဍမှာပါတယ်ဆိုတာတော့ညင်းလို့တော့မရဘူးပေါ့နော်အဲ့တော့ဒီနောက်ထပ်အငင်းခုန်ဖြစ်စရာတွေတော့ရှိတာပေါ့လေဒီအာနာသိမ့်လိုက်ကလေးက2008ရွေးကောက်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကပြတ်သွားပြီเนาะအဲ့ဒီအတွက်ကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေဒီဖြစ်ပေါ်လာတဲ့ရွေးကောက်ပွဲရလဒ်ကလည်းတရားမဝင်မှုတို့ဘာလို့ကျမတို့ညှင်းခုန်စရာတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့အရှိပဂတိတရားကတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ကပေးထားချက်တွေရှိခဲ့တယ်အဲ့ဒီအချိန်တုန်းကကျမတို့မှာရွေးချယ်စရာမရှိဘူးပေးထားချက်ကဒါတွေဖြစ်တယ်အဲ့ဒီပေးထားချက်အပေါ်မှာပြည်သူကသူတို့အတွက်အကောင်းဆုံးသူတို့အလိုချင်ဆုံးဖြစ်တဲ့အရာကိုသူတို့ကရွေးချယ်ခဲ့ပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတုန်းကရှိခဲ့တဲ့ပြည်သူတွေရဲ့ရွေးချယ်မှုနဲ့သဘောထားဆန္ဒကိုကျမတို့ကလေးစားအသိမှတ်ပြုဖို့တော့လိုတယ်လို့ကျမထင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကနေမှကျမတို့ကအခုပြောင်းလဲတိုးတက်မှုတွေအများကြီးပဲရှိလာပြီနော်FTC ပေါ်လာတဲ့အမျှကျမတို့ NUCC platform ရောအခု NUG ဆိုပြီးတော့တိုင်းရင်းသားအင်အားစုတွေအခြားသောအင်အားစုတွေအပူပေါင်းပါဝင်တဲ့အခင်းကျင်းအသစ်မှာကျမတို့အခုလက်ရှိမှာတော်လိုင်းရေးကဆက်ပြီးတော့ပွားနေတာဖြစ်တယ်နော်အဲ့တော့အနောက်ပြန်လှည့်ကြည့်ပြီးတော့မှကျမတို့အဲ့ဒီတရားဝင်မှုတွေကိုပြန်ပြီးတော့အငင်းခုန်လုပ်နေတာထက်ပေါ့နော်ကျမတို့ရှိခဲ့တဲ့ limitation တွေပေါ့လေနော်အဲ့ဒီတော့ကရှိခဲ့တဲ့အကန့်အသတ်တွေအတားအဆီးတွေဂျားတဲ့ကကျမတို့တွေကဒီပေးထားချက်ပေါ်မှာမူတည်ပြီးတော့ဘယ်လိုခေါ်မလဲအဖြေထုတ်ခဲ့ရတဲ့ပုံစံတစ်ခုလိုပဲပြောရမှာပေါ့လေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီ2015နဲ့2020အတွင်းမှာဘာပဲဖြစ်ဖြစ်ပြည်သူဒီပြည်သူကိုစားပြုတဲ့ပြည်သူကရွေးချယ်တဲ့ရက်သားအစိုးရလက်ထက်မှာပေါ့နော်ကျမတို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအကန့်အသတ်တွေတားဆီးတွေအများကြီးပဲရှိတယ်ဒီဘယ်လိုခေါ်မလဲအစိတ်သားပေါ့နော်စစ်တပ်ကနေပြီးတော့မှအရာအားလုံးကိုပိတ်ဆို့ဖို့ခက်ခဲအောင်လုပ်ဖို့အတွက်ဒီအစီအမံတွေရှိတာတောင်မှနိုင်ငံဟာအများကြီးပဲပြောင်းလဲတိုးတက်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်လည်းဒီအများပြည်သူတွေရဲ့ပေါ့နော်ကျမတို့ပြည်သူအများစုရဲ့ဒီဘယ်လိုပြောရမလဲအယက်သားအစိုးရပေါ့နော်ပြည်သူကရွေးကောက်တင်မြှောက်တဲ့အယက်သားအစိုးရစစ်ကိုလိုလားတောင်းတတဲ့စိတ်ကလည်းပို့ပြီးတော့ပြင်းထန်လာတာဖြစ်တယ်လို့ကျမမြင်ပါတယ်လို့အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့တွေကအယက်သားအစိုးရအောက်မှာနေထိုင်ပြီးတော့မြည်စမ်းခွင့်ရခဲ့တဲ့လွတ်လပ်မှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေကျမတို့ဘဝတွေပေါ့နော်လုံခြုံစိတ်ချရမှုတွေကိုဒီပြည်သူတွေကလက်တွေ့သိသွားခဲ့ပြီဖြစ်တဲ့အတွက်ဒီအခုနောင်လာမဲ့ကျမတို့ရဲ့ Federal Democracy နိုင်ငံတော်တစ်မှာလည်းအယက်သားပြည်သူကိုကိုစားပြုသောအယက်သားအစိုးရကိုပဲလက်ခံကျင်တော့တယ်နော်အာဏာရှိတဲ့လက်နက်ကင်တဲ့အတွက်အာဏာရှိရမယ်လက်နက်ကင်ထားတဲ့သူတွေပဲအာဏာရယူရမယ်ဆိုတဲ့အတွေးခေါ်အယူဆဟောင်းတွေကိုပြည်သူတွေကတော်လှန်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲရလဒ်ကဒီမိုကရေစီမှာအရေးပါတယ်လို့ကျမတို့နိုင်ငံရဲ့အခင်းအကျင်းအတွက်လည်းတကယ်ပဲကျိုးတက်ရမှုပေါ့နော်အများကြီးရှိတဲ့ဟာဖြစ်တယ်လို့ကျမအနေနဲ့ဆွေးနွေးချင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးပါမမေစပက်ဖြူရေဟုတ်ကဲ့